ရွှေရှာတာမဟုတ်ဘူးငွေရှာတာမဟုတ်ဘူးအချိုးရှာတာပါကိုကိုရဲ့အချစ်ဆိုတာဒါလားဒီရလိုပဲခါတယ်နော်ကျမညံ့တာအဲ့ဒါပါပဲအဲ့ကြပြားလေးပါတော့ကျမဝမ်းသာအားရအဲ့ကြပြားကိုကျမရှုမော့ကိုပို့လိုက်တော့ဆရာကိုစေတင်တော့ကလည်းဟိုတက်သစ္စာကောင်ရှင်လေးကိုအားပေးခြင်းနဲ့စိတ်နဲ့လားမပြောတတ်ဘူးထည့်ပေးလိုက်တယ်ထည့်ပေးလိုက်တော့ကျမကမြောက်သွားတာပေါ့နော်ဒီကြပြားလေးကိုဟာငါကြပြားလေးပါလာပြီဆိုတငယ်ချင်းတွေစီချောင်းကတငယ်ချင်းတွေကိုလိုက်ပြတဲ့ခါကျယောက်ျားလေးတငယ်ချင်းတယောက်ကိုတန်ပြီးယောက်ျားလေးတငယ်ချင်းတယောက်ကကျမကိုအပြစ်တင်တယ်သူ့နာမည်ကဝင်းမြင့်ထွန်းနဲ့တင်တင်ဝင်းရဲ့တဲ့နင်ရေးမဲ့ရင်ငါတို့ကိုများနည်းနည်းပါးပါးတိုင်နေပါအောင်လားတဲ့ကျမလည်းဘာလို့လဲငါရင်ထဲမှာရှိတဲ့ခံစားချက်ကိုငါရေးတာလေလို့ပြောတော့ဟုတ်ပါတယ်နင်ခံစားချက်နင်ရေးတာဟုတ်ပါတယ်ဒါပေမဲ့ဒီဟာဘာဖြစ်လို့ခါရတာလဲတဲ့ဒီဟာဆိုတာမခါဘူးခဲ့တယ်အော်ကျမလည်းစဉ်းစားတယ်ဟောဒုက္ခပဲငါတော့ရေးလိုက်မိပြီပေါ့ဒါပေမဲ့ကျမအဲ့ချိန်ကလေးကကျမစာရေးဆရာဖြစ်ဖို့၄တန်းကလေးကစပြီးတော့ဥတီလာခဲ့တာစာရေးဆရာဖြစ်ချင်တဲ့စိတ်နောက်စာရေးဆရာတွေဟာဒီမှာဆရာချစ်ဦးလို့ဆိုရင်သူရေးမဲ့ဝတ္ထုကိုတမိုင်းကြောင်းကိုတေးသေးချာချာလေ့လာပြီးတာမှရေးတာကျမလည်းကျမရေးမဲ့ကြပြားကိုတေးသေးချာချာလေ့လာပြီးမှကျမရေးဖို့အဲ့တော့ကျမကတကယ်လေ့လာပါတယ်လို့ငါမလေ့လာပဲနဲ့ငါပောက်တက်ကရဖြစ်ကြတာစင်ကြီးတာပေါ့ငါတကယ်လေ့လာရဲ့ဘီယာကိုငါတကယ်တောက်ခဲ့တာငါတကယ်တောက်ပြီးရေးတာလို့ဘီယာခါသလားတဲ့ခါတယ်လို့တကယ်ကျမအတွက်ကဘီယာခါတာကိုခါလို့ခါတယ်ရေးတာ तू ကကျမကိုအပြစ်တင်တယ်အဲ့နဲ့နင်မဟုတ်သေးဘူးတဲ့နင်တခြားလူလည်းသွားမေးကြည့်ဖို့နဲ့ဒါမှမဟုတ်နင်မသိလိုက်တာဖြစ်ပါလိမ့်မယ်တဲ့အဲ့တော့ကျမလည်းပြန်စဉ်းစားတယ်အော်ဟုတ်တယ်ကျမပြန်စဉ်းစားတော့ဘီယာလိုပဲခါတယ်နော်ဘီယာခါတယ်ကျမတို့ကအော်ငါတောက်တုံးကတော့ခါတယ်ပေါ့ဒါနဲ့ပဲကျမတငယ်ချင်းတွေ၄-၅ယောက်လောက်သူ့ပြောက်ဖို့မယုံနိုင်လို့ကျမထပ်ပြီးတော့လိုက်မေးတယ်ယောက်ျားလေးတငယ်ချင်းတွေကိုပြီးတာပေါ့မိန်းကလေးဘီယာမတောက်ဘူးကျမတို့ဖြစ်တယ်ကမိန်းကလေးဘီယာမတောက်ဘူးကျမကလည်းတောက်ချင်လို့တောက်တာမဟုတ်ကြပြားရေးဖို့ကြပြားရေးဖို့တာဆိုတော့တကယ်ချင်းနေအကုန်လုံးကပြောကြတယ်ဘီယာဟာမခါဘူးနင်မှားတယ်အဲ့နဲ့ကျမနည်းနည်းစိတ်ထဲမှာတော့မတင်မကျဖြစ်သွားတယ်ဒါပေမဲ့ကျမပြေးကြအောင်လို့နောက်တစ်ခွက်ထပ်တောက်ကြည့်ကျမနောက်တစ်ခွက်တောက်ကြည့်လိုက်ပါတယ်ကြည့်လိုက်တော့ပထမတစ်ခါတောက်တုန်းကခါတယ်တော်တော်ခါတယ်အခုဒုတိယတစ်ခွက်ကိုတောက်ကြည့်လိုက်တဲ့ခါကျတိတ်တော့မခါဘူးတိတ်တော့မခါဘူးအဲ့လိုနဲ့နောက်ထပ်တစ်ခွက်နှစ်ခွက်သုံးခွက်လောက်တောက်ပြီးတဲ့ခါကျတော့ကျမသိသွားတယ်ဒီဟာမခါဘူးအဲ့တော့ကျမရေးပြီးသားဖြစ်သွားပြီခါတယ်လို့လည်းရေးပြီးသားဖြစ်သွားပြီဘာမှလည်းမတတ်နိုင်တော့ဘူးเนาะတကယ်လို့သာပြင်လို့သာရမယ်ဆိုလို့ရှိရင်ကျမအဲ့တစ်ပိုက်ပြင်ပလိုက်ချင်ဘယ်လိုပြင်ရင်လဲဆိုတော့ရွှေရှာတာမဟုတ်ဘူးငွေရှာတာမဟုတ်ဘူးအချိုးရှာတာပါကိုကိုရဲ့အချစ်ဆိုတာဒါလားဘီယာလိုပဲနော်ခါကျင်တဲ့အချိန်ခါပြီးတော့မခါကျင်တဲ့အချိန်မှာမခါပါဘူး